စတာစစ်ဆရာမလေးမပါပါဒီနေ့မှာတော့လေကျမကတင်နဲ့တင့်ချစ်သူကြားဆက်ဆံရေးကောင်းမွန်မှုအတွက်ဘာလို့တင်နေဆိုတော့ဒီတင်ရဲ့အဆောင်ရှောက်တွေကပေးရဲ့ message လေးကိုဆွဲပေးမှာဖြစ်တယ်နော် EX ဆိုလဲနားထောင်ကိုနဲ့အခု separation ကာလဖြစ်သွားတယ်ဆိုလဲနားထောင်universe ကနေပြီးတော့မှတင်ကိုပေးတဲ့သတင်းစကားပေါ့နော်အစင်မပြေဖြစ်နေတဲ့ဆက်ဆံရေးတွေအိမ်အောင်ရေးတွေလည်းပါတယ်နော်အစင်မပြေဖြစ်နေတဲ့ဆက်ဆံရေးတွေအိမ်အောင်ရေးတွေကိုတင်နဲ့တင့်ချစ်သူကြားဆက်ဆံရေးကောင်းမွန်မှုအတွက်ဘာလို့တင်လဲဆိုတော့ message ကိုဆွဲပေးမှာဖြစ်တယ်နော်ဒီတော့ date and post လေးဖြစ်တဲ့အတွက်ကြောင့်မလို့တင်က date and တင်လာလိုက်အဲ့ဒါဆိုလို့ရှိရင်တင်အတွက်ဖြစ်လိမ့်မယ်နော်ဒါ general reading ပဲ personal reading ဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ Viber မှာဆက်သွယ်လို့ရတယ်နော်ကဲတင်နဲ့တင်ချစ်သူကြားဆက်ဆံရေးကိုဘာလို့တင်တယ်လဲဆိုတော့ကက်ကလေးကိုပြောပြပေးမယ်နော်တင်နဲ့တင်ချစ်သူကြားဆက်ဆံရေးကကြတော့တင်နဲ့တင်ဆက်ဆံတင်နဲ့တင်ချစ်သူကြားမှာဆက်ဆံရေးတွေတိုးတက်ဖို့အတွက်ကိုဘာလို့နေလဲဆိုတော့ဒါနှလုံးသားရေးရာကတ်ကိုပြတာနော်ဒီ heart chakra ကိုပြောတာ heart chakra ကိုပြောတာညှိညှိနိုင်နိုင်နဲ့လို့ရနော်အခုကြည့်နေတဲ့သူကလေတယောက်နဲ့တယောက်လေးပဓာသနတန်တလန်ဖြစ်နိုင်တယ်တိလားပုံမွေလေးလည်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့စိတ်ထဲမှာပြောရမယ်ပေါ့နော်ဒီချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ပြောရမယ်စကားလုံးတွေလည်းတယောက်နဲ့တယောက်ပြောခြင်းမရှိဘူးကိုဖြစ်ချင်တဲ့ဆန္ဒနဲ့သူဖြစ်ချင်တဲ့ဆန္ဒကလည်းဒါပဓာသနတန်တလန်ဖြစ်နေတယ်เนาะအဲ့တော့အမြင်ချင်းတွေကလည်းမတူဘူးဒီမှာရှုပ်ထွေးနေเนาะကတ်တွေ့လားgroup ဖြစ်ဖို့အတွက်ကိုအများကြီးပြင်ဆင်ရမယ်ဒီတိုးတက်ဖို့အတွက်ကိုချစ်ချင်းမေတ္တာရေးနဲ့ပတ်သက်ပြီးတော့လည်းတိုးတက်ဖို့အတွက်ကိုအများကြီးပြင်ဆင်ရမယ်ဘာတွေလဲဆိုတော့အမြင်တွေမတူဘူးရှုပ်ထွေးနေတယ်ဒါပေါ့ဒီမှာဆိုလို့ရှိရင်ဒီလားဒီပင်တွေကအတဲတဲ့အမြင်တွေကမတူဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ဒါညှိနှိုင်းနဲ့ပြန်ပြီးတော့ပြင်ဆင်ရမယ့်ကတ်လေးဖြစ်တယ်အဓိက heart chakra ပေါ့နော် heart chakra ကိုလုပ်ပါ healing လုပ်ပါ meditation တွေပါလုပ်ပါ heart chakra ကို YouTube မှာရှာ heart chakra meditation ဆို7 မိနစ်လောက်လုပ်ပြီး healing လုပ်ပြီးပေါ့နော် meditation လုပ်မယ် healing လုပ်မယ်အဲ့ဒါဆိုလို့ရှိရင်တော့နှစ်ယောက်ထက်ကတစ်ယောက်လုပ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်တော့တင်းတို့အဆင်ပြေသွားလိမ့်မယ်နော်ဒီတော့separation ကာလမှာပြတ်နေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ heart chakra ကို7 မိနစ်လောက် healing လုပ်ပြီးလို့ရှိရင်21ရက်အကြာမှာပို့ပြီးတော့သိတာလာတယ်21 days ကို heart chakra healing နဲ့ heart chakra meditation ကိုလုပ်ပြီးလို့ရှိရင် separation ကာလဖြစ်လဲပြန်ပြီးတော့လာတတ်ပါတယ်เนาะseparation ကာလမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒါနည်းနည်းလေးပြန်ပြီးတော့သုံးသပ်ပြီးတော့ဒီနှစ်ခုလုပ်ပြီး meditation ရဲ့ healing ရဲ့เนาะအစိမ့်ကတ်ကြီးကြတယ်เนาะ heart chakra ကတ်ကြီးကြတယ်သတိပေးနေတယ်เนาะနောက်ဗီဒီယိုမှာတွေ့ကြရအောင်